ကျမပတ်ဝန်းကျင်ကိုတိတိကျကျအကဲခတ်နေမိတယ်ကျမအထင်လွဲသွားတာဖြစ်ပုံရတယ်လေကားကနေတတိထားပြီးဆင်းလာခဲ့တဲ့အခါဆိုဖာပေါ်မှာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့လျှို့ဝှက်ဆန်းကျဲလော်ကီဆရာမတဦးဖြစ်တဲ့ကျမရဲ့အတော်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်စပွဲပေါ်မှာထိုင်နေတဲ့ကြောက်စရာကောင်းတဲ့တစ်သားရုပ်သေးရုပ်ကြီးကိုတွားရောက်စစ်ဆေးခဲ့ပေမဲ့ထူးခြားမှုဘာမှမတွေ့ခဲ့ရပါဘူးဒါပေမဲ့ပိုပြီးအနီးကပ်ကြည့်လိုက်တဲ့အခါအဲ့ဒီရုပ်သေးရုပ်ရဲ့ခေါင်းမှာလျှို့ဝှက်အပေါက်၅ပေါက်ရှိနေတာကိုသတိပြုမိသွားတယ်ပထမအပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါကျမရဲ့အတော်နဲ့ညီမဖြစ်သူတို့ရဲ့တပ်ပုံတွေကိုတွေ့ရပြီးနောက်တစ်ပေါက်မှာတော့လူသွားတစ်ချောင်းကိုထပ်မံတွေ့ရှိခဲ့ရပါတယ်ဒါကိုမြင်လိုက်ရတော့ကျမယွန်ရှာမိသွားတယ်လေးပေါက်မြောက်မှာတော့ထူးဆန်းတဲ့အရေးတွေပါတဲ့ဖန်ပြိုလေးတစ်ခုရှိနေပါတယ်အဲ့ဒီအချိန်မှာပဲအတော်ဖြစ်သူကရုတ်တရက်နိုးလာပြီးဒါတွေကိုချက်ချင်းနေရာတကျပြန်ထားလိုက်စမ်းလို့ဒေါသတကြီးနဲ့အော်ဟစ်တတိပေးခဲ့ပါတယ်ကျမလည်းကြောက်စိတ်ဝင်လာတာမို့လို့တိကျင်စိတ်တွေရှိနေသေးပေမဲ့အရာအလုံးကိုသူ့နေရာနဲ့သူပြန်ထားပြီးအိတ်ခမ်းနဲ့ပြန်ဝင်မယ်လို့ပြောပြီးအပေါ်ထက်ကိုတက်ခဲ့ပါတော့တယ်ဒါပေမဲ့ညတကောင်ရဲ့အချိန်မှာတော့တိကျင်စိတ်ကိုမအောက်နိုင်တာနဲ့အောက်ထက်ကိုတိတ်တိတ်လေးပြန်ဆင်းလာခဲ့မိတယ်ဒီတစ်ခါမှာတော့ပိုပြီးထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်ကျမရဲ့အတော်နဲ့အဲ့ဒီရုပ်သေးရုပ်ကြီးကစပွဲမှာမျက်နှာချင်းဆိုင်ထိုင်နေကြပြီးနှစ်ယောက်စလုံးအိပ်ပျော်နေကြတာပါအဲ့ဒီနောက်ကျမရေချိုးခန်းထဲကိုသွားတဲ့အချိန်မှာပဲရေချိုးခန်းမိကရုတ်တရက်ပိတ်သွားခဲ့ပါတယ်အတော်ကနောက်နေတာလို့ထင်ပြီးအပြင်ထွက်ကြည့်ခဲ့ပေမဲ့အတော်ကတော့စပွဲမှာကြောက်ရွံ့လို့ငြိမ်သက်နေတော့မှပဲကျမလည်းဆက်မစင်းစားတော့ပဲအိတ်ခမ်းထဲပြန်ဝင်ပြီးဗီဒီယိုကြည့်ဖို့ကင်မရာကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့ကင်မရာထဲကမှတ်တမ်းတင်ထားတဲ့ရုပ်သံဖိုင်ထဲမှာရုပ်ချောချောနဲ့မိန်းကလေးတစ်ယောက်ပေါ်လာပါတော့တယ်